ဒီကမှာတော့ green နဲ့ဖျက်တွေရဲ့ဆွမ်းအားအနေနဲ့သူ event နေရာတော်တော်များပါဝင်လာနိုင်မဲ့ patch mobile update 4.4 ရဲ့အကြောင်းပြပြပေးတော့ပါမယ်အားလုံးပဲမင်္ဂလာပါမရှက်ပါပထမဆုံးအနေနဲ့ patch mobile update 4.4 beta version ရဲ့ lobby ကိုကြည့်လိုက်မယ်ဆိုရင်ပြောင်းလဲမှုတွေအနေနဲ့အခုပေါ်ပြထားတဲ့အတိုင်း Spartan စစ်သားရုပ်တည်နေထုနဲ့အရင်က event တွေအတိုင်းတင်းပုံစံသုံးပေးထားတာကိုတွေ့ရမှာပါအခုပေါ်ပြထားတဲ့ gameplay တွေက beta version ပဲဖြစ်နေသေးတယ်မလို့ lane ပြန် animation နဲ့အခြား detail လေးတွေတော့ပါဝင်လာမှာမဟုတ်ပါဘူးအရင်ဆုံးမှတ်ကိုကြည့်လိုက်မယ်ဆိုရင် main event လို့ထင်ရတဲ့ Bron Yasanaya Boyana Ferry Pen နဲ့ Meltania လေးခုမှာမိကွက်ပုံစံကိုလေးကိုတွေ့ရမှာပါဒါဆိုရင် Ron ကိုဆင်ပြီးတော့ event ဘယ်လိုပုံစံလေးရှိလဲဆိုတော့တစ်ချက်ကြည့်လိုက်ကြအောင်အရင်ဆုံး event ရဲ့အဆောက်အဦတွေကိုကြည့်လိုက်မယ်ဆိုရင် Greek လက်မှုပညာအဆောက်အဦတွေအတိုင်းသုံးမိထားတဲ့ပြင် event ရဲ့စားလည်းအတော်လေးကြီးမားနေတာကိုတွေ့ရမှာပါ event ရဲ့အတွင်းပိုင်းမှာခြားထူးခြားတာလေးဘာမှမတွေ့ရသေးပေမဲ့ event ရဲ့အတွင်းပိုင်းမှာရှိတဲ့စီမီကွက်ပုံစံလေးကိုနစ်လိုက်မယ်ဆိုရင်တော့1မိနစ်စာကောင်တာလေးပေါ်လာမှာဖြစ်ပြီးတော့1မိနစ်ပြည့်သွားတဲ့ Greek ရဲ့လူတွေရရှိနိုင်မှာပါအစောပိုင်း beta version ပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ event ထဲမှာအဆောက်အဦနဲ့လူတွေလွယ်လို့အခြားထူးခြားတာလေးတွေတော့သိအောင်မှာမဟုတ်သေးပါဘူး Patch Mobile Update 4.4 beta version မှာဆိုရင်တော့ skill item တွေအနေနဲ့ခုပေါ်ပြထားတဲ့အတိုင်း3မျိုးကိုတွေ့ရမှာပါပထမအဆုံး skill item အနေနဲ့အလံပုံစံ skill လေးကိုရဖို့အတွက်ဆိုရင်မနေ့မှာခုပေါ်ပြထားတဲ့အလံပုံစံနေရာလေးတွေမှာ mission လေးတွေကိုလုပ်ပေးရမှာပါ mission တွေလုပ်ဖို့အတွက်အဆောက်အဦတွေဝင်ပြီးတော့အလံနောက်သွားပြီး band system ဆိုတာလေးကိုနှိပ်ပေးရမှာပါနှိပ်ပြီးတော့ဆိုရင် Sparta ရုပ်တုလေးထွက်လာမှာဖြစ်ပြီးတော့အဲ့ဒီ Sparta ရုပ်တုလေးကိုရှင်းလိုက်တာနဲ့ skill item လေးကိုရရှိသွားမှာပါ skill item လေးကိုဘယ်လိုတောင်းရမလဲဆိုတာကိုလည်းတစ်ချက်ပြပြပေးပါမယ် item လေးကိုသုံးဖို့အတွက်အကောက်ကွယ်တစ်ခုနောက်မှာတိုင်လေးကိုစိုက်ပြီးတော့ခုပေါ်ပြထားတဲ့အပြောင်ပေါင်းလေးပြအောင်စောင့်အောင်ပါပါအပြောင်ပေါင်းလေးပြတော့ပြီဆိုတာနဲ့ player တွေကဂန်နဲ့ပြစ်လိုက်မယ်ဆိုရင်ထပ်ဆောင်ရင်ဖတ်ထပ်ကိုရရှိမှာပါဒုတိယအနေနဲ့အတောင်ပြန်ပုံစံ skill item လေးကိုရဖို့အတွက်မတဲ့ကအတောင်ပြန်ပုံစံနေရာလေးတွေမှာ mission လေးတွေကိုလုပ်ပေးရမှာပါ mission လုပ်ဖို့အတွက်ဆိုရင်အဆောက်အဦထဲကိုရင်ဆုံးဝင်ရပါမယ်တွင်းကိုရောက်ပြီဆိုတာနဲ့အတောင်ပြန်နောက်ကိုသွားပြီးတော့ channel လေးကိုနှိမ့်လိုက်မယ်ဆိုရင် channel လုပ်ဖို့အတွက်အချိန်အနေနဲ့3မိနစ်ကိုရရှိမှာပါ channel အနေနဲ့အခုပေါ်ပြထားတဲ့တက်တုံတက်ကိုပြန်တန်းပြီးတော့အမြင့်ဆုံးအထက်ထိတက်ပြရမှာပါပြန်တန်းဖို့အတွက်အရင်ဆုံးအတောင်ပြန်နေရာလေးကိုနှိမ့်လိုက်ပါပေါ်မော့ပြီးတော့ပြန်တော့ခလုတ်နှိမ့်လိုက်မယ်ဆိုရင်ပထမတက်ကိုရောက်တော့မှာပါလေကအတိုင်းအနေငယ်လမ်းလျှောက်ပြီးတော့တက်ခွန်လိုက်မယ်ဆိုရင်ဒုတိယတက်ကိုရောက်ရှိသွားပါလိမ့်မယ်ဒုတိယတက်ကနေတက်ခွန်လိုက်ပြီးတော့ဒီညာလေးဝင်လိုက်မယ်ဆိုရင် channel ကိုမြင်တော့မှာဖြစ်ပြီးတော့ခေါမိုးထက်ပေါ်ရောက်ရှိသွားမှာပါခေါမိုးပေါ်ဆုံးထက်မှာဆိုရင်လူခရင်နဲ့အတူဝင်စကီအိုင်တန်လေးကိုလည်းတပွင့်တော့အပိုင်တော့ပြနိုင်မှာပါထောက်ဆန်တိုင်းလိုပဲတတိယစကေး item အနေနဲ့ကိုလည်းမထက်က Spartan ပုံစံတရားလေးတွေမှာ mission လေးလုပ်ပြီးတော့ရယူနိုင်မှာပါ challenge mission လေးလုပ်ဖို့အတွက် Spartan ရုပ်ရှင်နာတော့ပြီးတော့ challenge mission လေးကိုလုပ်ပေးရမှာပါ challenge ဆက်တင်လိုက်တာလည်းတက်ရှိတုံးပြီးတော့အခုပေါ်ပြလာတဲ့တန်ဟဲမတ်တွေကိုတက်ပေးရမှာပါဟဲမတ်တွေကိုကုန်တက်ပြီးတော့အချင်းပြသွားတာနဲ့လူထက်က item လေးကိုရရှိသွားမှာပါအခုလောလောဆယ်မှာတော့ soft band beta version ပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ ratio လေးနဲ့အခုပေါ်ပြခဲ့တဲ့ skill လေးကတော့သုံးလို့ရအောင်မှာမဟုတ်သေးပါဘူးဒီရဲ့အလေလောက်ရောက်တော့ပြီဆိုရင်ကောင်းဝင်ကြီးရဲ့ရောင်ပြောင်းလဲတော့မှဖြစ်ပြီးတော့ဘေးပက်လေကိုရှောက်ကြည့်နိုင်မယ်ဆိုရင် random အနေနဲ့ portal တစ်ခုပေါ်လာမှာပါအဲ့ဒီ portal တဲ့ဝင်လိုက်ပြီဆိုတာနဲ့ update 4.4 main event ဖြစ်တဲ့ကောင်းဝင်မျိုးရောက်ရှိလာမှာပါ main event ရဲ့အတွင်းပိုင်းကလည်းအတော်လေးကိုကျေပြန့်တာကိုတွေ့ရတဲ့အပြင် event mission ရသတ်မှတ်ထားတဲ့အချိန်အတွင်းမိလုံးနဲ့စုရမယ့် mission တွေကိုလည်းလုပ်ပေးရအောင်ပါအခြားသူကြတဲ့အနေနဲ့ event ရဲ့တောင်းလေးတောင်းမှာမြင်းလဲလေးစီကိုတွေ့ရမယ်ပြင်စိတ်မကောင်းစွာနဲ့မြင်းလဲတွေကကိုယ့်ဘက်တာ version မှာတော့လှုပ်လှုပ်တင်းမှမဟုတ်ပါဘူးနောက်ဆုံးအနေနဲ့ Patch Mobile Update 4.4 ရဲ့ gun တစ်ကိုတော့ခုပေါ်ပြတဲ့ rocket launcher လေးက classic map အတော်များများမှာတွေ့မြင်လိုက်အောင်ပါပြီးတော့အသစ်ထွက်ရှိလာတဲ့ Patch Mobile Update 4.4 beta version နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်မိလဲဆိုတာကို comment မှာဆွေးနွေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်